တဲ့သူတွေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စောင်းဆရာလေးစောင်းဝါဒနာရှင်စောင်းဆရာလေးဖြစ်တဲ့ပေါင်းတရားနဲ့တွဲပဲပြီးတော့ဘဝအလင်္ကာကျော်စွာရွှေပြည်ရေးဆက်ဒီကောင်းပေးထားတယ်စုတောင်းပနာစုကြီးပန်ဆိုတဲ့မာဂီတာအရှင်မျိုးစားကိုဘုရုတို့နှစ်ယောက်ကျော်ပြည်တိခတ်သိဆိုပေးမှာဖြစ်ပါတယ်အကယ်၍များအမှား၍များပါခဲ့မယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ဘုရုတို့နှစ်ယောက်တောင်းပန်ပါတယ်ချစ်တဲ့သူများအားလုံးတခြင်းနဲ့အတူတူအတိနဲ့အတူတူဒီတခြင်းနဲ့မှပါဝင်စီးမြုပ်ပေးကြပါလို့အားလုံးဖိတ်ခေါ်ချင်ပါတယ်မိတ်ဆွေတွေကမှမြင်အားလုံးဒီတော့ဖြင့်အေဂျင့်ငြိမ်းချမ်းကြပါစေ